ဖွဲနေဟိုမှာဒီဟိုမှာဖွဲတယ်ကဆန်ဆက်ရောက်နေတော့ဟဲ့စပားတွေနဲ့ပြောနေရဟဲ့အမိုက်လက်လျှောက်ပြင်းနေအိုးစုလိုက်တာနဲ့နေရလဲစပားနဲ့နေရလဲပင်ကြီးလေးကရောက်ခဲ့တယ်လို့သူများစပားတွေလမ်းလာဟောအများကြီးပဲလမ်းဆိုဘယ်စပားလမ်းလာတာနဲ့ဟိုအဖြစ်ကုန်မယ်တမီးပေးကုန်မယ်ဟေးရကုန်မယ်丢了ကြမယ်ပြောနေတာစပားကြီးလမ်းလာတော့ပြောနေတာဘာဖះကြောင်သွားဖះသွားပြီးတော့ရိုင်းမို့အဲ့ထိမသွားနဲ့နေဘူးတော့မမဖះကြောင်တော့ဖះသွားပြီးတော့ဘာလုပ်မှာလဲအော်ရိုက်ရအောင်မဓမ္မလားဓမ္မတော့အော်ဟုတ်မှာ